နေ့စဉ်နေ့ကြကြစီးပွားရေးရှာရတယ်ဟုတ်တယ်အဲ့တော့ခုခေတ်မှာရိုးရိုးသားသားနေထိုင်ဖို့ကခက်ခဲတယ်ဟုတ်တယ်ဗောကျင့်ရနော်ဟုတ်ရဲ့အဲ့တော့ရိုးရိုးသားသားနေထိုင်ဖို့လည်းလိုတယ်နော်အတောက်စားกินရမယ်အတောက်စားกินရင်တော့ကုတီပိုက်ဟုတ်လားအမောင်မားဆိုတာမရှိနိုင်ဘူးဟုတ်ကဲ့အတောက်စားမกินရင်တော့ဒီနေ့အမောင်မားကတော့တွေ့လာမှာပဲတွေ့ရဗောဟုတ်တယ်နော်ဟုတ်တာဗောအဲ့တော့ကုတီပိုက်ဟုတ်လားလောင်းကစားအတွက်မကျန်စီလောင်းကစားအတွက်လောင်းကစားလုပ်ဖို့အတွက်ကိုမကျန်စီနေဟုတ်ကဲ့ဒါဆိုရင်တော့ကောင်းစားမဲ့ရက်ဒီမြန်လာမယ်တဲ့တခြင်းကအဓိပ္ပာယ်ရှိရနော်ဟုတ်ပါဟောတစ်ဆက်တည်းကြရင်ဝမ်းသာပါတယ်နော်အဓိကတခြင်းတစ်ပုဒ်ကကိုယ်နဲ့တက်ဆိုင်မှုရှိမှကြိုက်ကြကောင်းကြတာဟုတ်တယ်နော်ဟုတ်တောင်းစားခင်ကဒီအမောင်မရှင်းပါမည်လောင်းကစားအတွက်မကျင်စီကောင်းစားရဲ့မြင်မည်မိကောင်းတန်ဆောင်ရမည်လူမအောင်ရွေးမည်မိတ်ဆွေအပေါင်းအသင်းကောင်းတွေတဲ့ကောင်းကောင်းနေရွေးနိုင်ကြပါစေမိတ်ဆွေတွေတငယ်ချင်းတွေမကောင်းရင်လည်းခံရတာပဲဟုတ်တယ်နော်မိတ်ဆွေကောင်းကောင်းနေပေါ့နော်မိတ်ဆွေကောင်းနေရှာရမယ်အဲ့တော့စိတ်ကောင်းနေဆောင်ရမယ်တဲ့တခြင်းကအဓိပ္ပာယ်ရှိတယ်ကိုဒီပါနိနဲ့လက်နဲ့ဒုစာကဖွေရမည်စီနဲ့ကန်းနဲ့ရိုးသားစွာနေပါမည်အဲ့ဒီကိုဒီကြည့်ပါဗျဟုတ်လူ
မအောင်ရေးစိတ်တော်သာဆောင်ရသည်ကိုမအောင်တွေးသည်စီရချင်းတို့ကမှာဘုရှာပြေရဘိုင်ဘိုင်နေဆိုင်ဆိုင်တကယ်ကိုတော့ဒီမလွဲတော့ဒီမလွဲတော့ဒီဆွဲတော့ဒီဆွဲတော့ဒီမလဲတော့ဒီကံသာမင်းအခုမိတတိဖြစ်ရသည်ရတာမရှိလိုက်ကိုဒီပိုင်းဟုတ်ကဲ့ဗလာဆိုင်ကြတော့အရသာရှိအောင်ဒီနေ့ပြန်ဒီနေ့ဟုတ်ကဲ့နားစီကြည့်ပါစို့ကိုလိုကိုအားအကျိုးပေးတာပဲဟုတ်ကဲ့